တော်လိုင်းသမားတိုင်းကတော့အာဇာနည်မဟုတ်ပါဘူးအာဇာနည်ဆိုတာကတော့အမှန်တရားအတွက်သစ္စာရှိရှိနဲ့ရဲရဲဝံ့ဝံ့ပြက်ပြက်တသားရက်တည်ပြီးတော့အသက်သွေးချွေးပေးဆက်ပြီးတော့အရာရာကိုစွန့်လွတ်အနစ်နာခံပြီးလှုပ်ဆောင်နေသူတွေကိုအာဇာနည်လို့သတ်မှတ်တယ်နောက်တစ်ခုကတော့အမှန်တရားအတွက်အသက်သေးမှမကြောက်ပဲရဲရဲဝံ့ဝံ့ရက်တည်တော်လာပြီးတော့အသက်ပေးလိုက်ရတဲ့သူတွေအသက်ဆုံးရှုံးလိုက်ရတဲ့သူတွေဟာအာဇာနည်ဖြစ်တယ်ဒါကြောင့်တော်လိုင်းသမားတိုင်းတော့အာဇာနည်မဖြစ်နိုင်ဘူးဒါပေမဲ့ကျမတို့ကရင်လူမျိုးမှာတော့တကယ်ပဲအသက်ပေးပြီးတော့သွေးချွေးတွေပေးပြီးတော့ဆွန့်လွတ်နေနာခံတဲ့အာဇာနည်တွေအများကြီးရှိတယ်ဒါကြောင့်ဒီဩဂတ်လ12ရက်ဟာဆိုလို့ရှိရင်လည်းဒီအာဇာနည်တွေကိုဂုဏ်ပြုတဲ့နေ့ဖြစ်တယ်ပေါ့နော်ဆိုတော့အာဇာနည်ကတော့ကျမတို့အနေနဲ့မြင်တာတော့အရာရာကိုဆွန့်လွတ်နေနာခံတော့အသက်ဆုံးရှုံးတဲ့ဒီအမှန်တရားအတွက်ယက်တည်သွားတဲ့သူတွေဖြစ်တယ်ကျေးဇူးများတင်ပါတယ်လို့ဒီနီလန်း3သွယ်ထဲမှာပေါ့နော်ရန်သူကစေတနာရှိလို့ပေးရမယ်ကရင်ပြည်သူများတိုက်ယူရင်ရမယ်နိုင်ငံတကာဖိအားပေးမှုကြောင့်ရမယ်ဆိုတော့ခုနကပေါ့ဇမကညောဖောကတော့နိုင်ငံတကာဖိအားပေးမှုနဲ့ပတ်သက်ပြီးတော့မှသူအသားပေးပြောသွားတယ်ဆိုတော့ကျမအနေနဲ့ကတော့ကရင်ပြည်သူတွေကကရင်ပြည်ကိုတိုက်ယူရင်ရမယ်ဆိုတဲ့အချက်ပေါ့ဒီနှစ်ချက်လုံးကဆက်ဆက်နေတယ်နောက်ပြီးတော့မှရန်သူတွေခေါ်တဲ့ကရင်ပြည်ပေါ့ကရင်လူမျိုးတွေခေါ်တော့ဂေါ်တူလီပြည်ရရှိဖို့အတွက်ကရန်သူကဘယ်တော့မှစေတနာရှိရှိနဲ့ပေးမှာမဟုတ်ဘူးဒီနေ့ဖြစ်ပျက်နေတဲ့အခင်းကျင်းကိုကြည့်ရင်သိနိုင်ပါတယ်လို့ဆိုတော့ဒုတိယအချက်နဲ့တတိယအချက်ကိုပဲကျမတို့ရုန်းကန်ရမယ်လုံဆောင်ရဆရာရှိပါတယ်ပေါ့နော်အဲအကြောင်းမလို့ဆိုတော့ဒီကရင်ပြည်ကိုကရင်နေတိုက်ယူမှရမယ်ဆိုတဲ့နေရာမှာတိုက်ယူတဲ့နေရာမှာကျမအနေနဲ့ကတော့တိဆောက်ယူရမယ်လို့ပြောချင်ပါတယ်လို့တိဆောက်ယူတဲ့နေရာမှာလည်းနိုင်ငံရေးစစ်ရေးစီးပွားရေးပညာရေးအပတ်ကနေကျမတို့ကရင်နေပြန်ပြီးတော့တိဆောက်ယူပြီးတော့မှသွားဖို့ဖြစ်ပါတယ်ပေါ့ဆိုတော့တိုက်ယူတယ်လို့ပြောတဲ့နေရာမှာစစ်ရေးရတိုက်ယူတာတခုတည်းမဟုတ်တော့ပဲねကျမတို့ဒီနေရာမှာတိဆောက်ခြင်းအပြင်ကျမတို့လိုချင်တဲ့ကိုတူးလေးပြီးကိုပြန်လဲရရှိအောင်ပေါ့လုပ်ယူဖို့တိုက်ယူတိဆောက်ယူဖို့ဆိုတော့မှပြောချင်ပါတယ်လို့เนาะကရင်ပြည်ကိုပြန်လဲတိဆောက်ယူတဲ့နေရာမှာလဲကရင်ပြည်သူတွေရဲ့အရောက်တိုင်းရဲ့ပါဝင်မှုလိုအပ်တာဖြစ်တယ်ကရင်လူမျိုးတိုင်းနဲ့ပါဝင်မှုကိုလိုအပ်တာဖြစ်တယ်ဆိုတော့အခုအများဖြင့်မြင်တာကတော်လိုင်းထဲမှာရှိနေတဲ့လူတွေ KNU ထဲမှာရောက်နေတဲ့လူတွေကပဲကရင်ပြည်ကိုတိုက်ယူဖို့တာဝန်ရှိတယ်လို့ထင်ကြတယ်ဒါမဟုတ်ပါဘူးလို့ကရင်လူမျိုးတိုင်းဟာကရင်ပြည်ကိုကော်တူလီပြည်ကိုတိုက်ယူဖို့နေရာမှာပါဝင်ဖို့လိုအပ်တယ်ဒီဟာမှပဲလက်တွေ့ကြတဲ့ကရင်ပြည်ကော်တူလီပြည်ကိုရရှိမှာဖြစ်တယ်ဆိုတော့ကျမအနေနဲ့ကတော့တိဆောက်ဖို့အတွက်တိဆောက်ရင်းနဲ့ဒီရယူသွားဖို့ရန်အတွက်ကိုပြောချင်ပါတယ်လို့နော်ကရင်ပြည်ကိုတူလီပြည်ကိုတိုက်ယူတယ်တိဆောက်ယူတယ်လို့ပြောတဲ့နေရာမှာလဲကျမတို့အနေနဲ့လုံးဝမမေ့ရမယ့်အချက်ကတော့ a land without evils မကောင်းဆိုးဝါးတွေကင်းစင်သောနေမြေဖြစ်ဖို့ကျမတို့ကရင်ပြည်ကိုတိုက်ယူလို့ရပါပြီကိုတူလီပြည်ရပါပြီဒါပေမဲ့ကိုတူလီပြည်ကြီးမှာလူသက်ပွဲတွေမတရားနိုင်ထက်စီးနှင်းခေါင်းပုံဖြတ်နေတာတွေမတရားပြုကျက်နေတာတွေလူတန်ဖိုးမထားတာတွေရှိနေရင်လေဒီနေ့ကျမတို့အာဇာနည်တွေတော်လန်တိုက်ပွဲဝင်ခဲ့ကြတဲ့လွတ်လပ်ပြီးတရားမျှတတဲ့ကရင်ပြည်ကိုတူလီပြည်ကိုရမှာမဟုတ်ပါဘူးလို့ဒါကြောင့်မလို့ကျမတို့အားလုံးကရင်ပြည်သူတွေအားလုံးစီလုံးနဲ့တိုက်ယူရမယ့်အရာကတော့တကယ်ပဲတရားမျှတပြီးတော့လွတ်လပ်တဲ့ကိုတူလီပြည်ကိုရရှိဖို့ရန်အတွက်တိဆောက်ရင်းနဲ့တိုက်ယူခြင်းဆိုတဲ့အရာကိုတွားရမယ်လို့ကျွန်မအနေနဲ့မြင်ပါတယ်လို့ကျေးဇူးနဲ့တင်ပါတယ်ကျေးဇူးတင်ပါတယ်အဲ့ဒါဒီမေကွန်အပေါ်မှာပဲပေါ့နော်ကျမတို့နောက်ထပ်တူဖိတ်ခေါ်ချင်ပါတယ်လို့အဲ့ဒါတော့ကျမတို့ပြည်သူတွေတက်ကြွလှူရှာပြီးဆိုအဲ့ဒါချိုဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ဒါချိုနဲ့ဒီမေကွန်ပေါ်မှာလည်းနည်းနည်းဆွေးနွေးပြီးဖိတ်ခေါ်ပါတယ်အားလုံးပဲမင်္ဂလာပါပေါ့နော်ကျွန်တော်ကတော့စကားပြောနည်းနည်းမှန်ပါတယ်မှန်နဲ့ပြောရတာလည်းကျွန်တော်ပူအားရတယ်ပေါ့အဲ့တော့မင်းကိုကစပဦးချစ်ကနိုင်ငံရေးနီလာ3သွယ်ပေါ့ဒီဖပုံခုတ်တဲ့1950သူမသေးခင်ပါလေးပေါ့ဂျွန်လိုင်းလာမှာပဲသူချက်မှတ်သွားတယ်ဆိုတော့အဲ့ဒီမှာပထမတစ်ချက်ကရန်သူကကိုတနာပြီးတော့မှပေးတာမျိုးဆိုတော့ဒုတိယချက်ကိုတန်တိုက်
တိုက်တာရမျိုးပြတဲ့ချက်ကဘယ်လိုက PRP ပေါ့နော် by circumstance ပေါ့အဲ့လိုပုံစံမျိုးပေါ့ဆိုအဲ့မှာကျွန်တော်ကစပဥချက်မှာဖြစ်ဒီ3ခုပြောတာလဲပေါ့ဆိုမင်းကိုကမေးတဲ့ပုံစံကဘယ်တစ်ခုကပိုလက်တွေ့ကြလဲပေါ့ကျွန်တော်အဲ့ဒီမင်းကိုမဖြစ်ခင်မှာဘာကြောင့်စပဥချက်ဒီစကား3ခုကိုပြောရတာလဲပထမတစ်ခုဂျန်သူကကိုတနာလို့စန္ဒရှိလို့ပြီးတဲ့ဆိုတဲ့စကားမျိုးဟာဘယ်တော့မှမဖြစ်နိုင်ဘူးသူကိုယ်တိုင်လည်းကြော်လာခဲ့ဘူးတာပဲဥပမာမာတင်လူသာခင်းရဲ့စကားကိုပဲပြန်ပြီးတော့ကျွန်တော်တို့ခုတ်လှုပ်ကြည့်အောင်မာတင်လူသာခင်းဘယ်လိုပြောလဲဆိုတော့ဘယ်တော့ခါမှဖိနှိပ်တဲ့လူမျိုးကဖိနှိပ်ခံတွေကိုအခွင့်အရေးပေးမှာမဟုတ်ဘူးဖိနှိပ်သူတွေကပြန်ပြီးတော့မှတိုက်ယူရမယ်ဆိုတဲ့စကားမျိုးပြောတယ်စပဦးကြီးကတော့မာတင်လူသာခင်းနဲ့တော့စောတာပေါ့ဒါပေမဲ့ဒီစကားဘာကြောင့်သူပြောတာလဲဆိုတော့ကျွန်တော်ထင်တယ်သူပြောရဲဆိုတာသူကရင်လူမျိုးသူတတိပေးတာဖြစ်ကောင်းဖြစ်နိုင်တယ်နောက်တစ်ချက်ကျွန်တော်ပြန်ကြည့်မယ်ဆိုတော့ကရင်ပြည်ရက်ချစ်ရေးအတွက်ကရင်တွေတက်ပွဲဝင်ရမယ်တော်လန်ရမယ်သွေးတွေပါတွေပြေးဆရမယ်ကရင်တွေလည်းတော်လန်ကြတယ်နောက်တစ်ခုကနိုင်ငံတကာ PR ပေါ့ကျွန်တော်တို့အဲ့လိုနားလည်ထားတယ်ဆိုတော့ကျွန်တော်တို့မှနီးလက်နဲ့တွေ့ပဲကျွန်တော်တယ်ကိုယ်တိုင်တိုက်တာနဲ့နိုင်ငံတကာ PR ရယူတာနဲ့ဆိုတော့လက်ရှိကရင်တော်လန်ရေးကိုပြန်ကြည့်တဲ့အခါမှာလက်နဲ့ကင်ပြီးတော့မှတိုက်ခဲ့တဲ့အခန်းကဏ္ဍကနှစ်ပေါင်း83နှစ်ပြင်ပြည့်ကြာပြည့်ကိုတိုက်ခဲ့တယ်တို့ပေမဲ့ပထမတစ်ချက်ပြန်ဖြစ်တဲ့ရန်သူကတနာရီပေးမယ်ဆိုတဲ့အခင်းအကျင်းကိုပြန်ပြီးတော့မှတောင်းတနေတယ်။ဘာဖြစ်လို့တောင်းတနေတယ်လို့ပြောလဲဆိုတော့ကျွန်တော်တို့ငင်းချမ်းရေးပြန်လောက်တယ်ဒီတွေလောက်တယ်ဖြစ်နိုင်မလားပေါ့ကျွန်တော်တို့ KNU ရဲ့မူဒီနိုင်ငံရေးနည်းကိုနိုင်ငံရေးပြဿနာကိုနိုင်ငံရေးနဲ့ဖြန့်ရှင်းမယ်ဆိုတော့ဒီဖြန့်ရှင်းချက်အနေမှာရန်သူကကျွန်တော်တို့ပေါ်စန္ဒရှိမလားပေါ့ဖြစ်ရင်ပြန်ပေးမလားပေါ့ဆိုတဲ့သဘောလဲတက်ရောက်နိုင်တယ်ဆိုတော့ကျွန်တော်နားလဲတယ်တက်ရောက်နိုင်တယ်သဘောကဆိုတော့လက်တွေ့အကြဆုံးကတော့ဒီတော်လန်ရဲ့ဒီနီလန်30ထဲမှာနီလန်နဲ့တွေ့ပေါ့နော်ဆိုတော့ကျွန်တော်တိုက်မယ်ပြီးနိုင်ငံတကာဖျားယူမယ်ဆိုတော့ဒီညမှာကျွန်တော်သုံးသပ်ချင်တာကစက်တီတာမင်းချင်းကိုပိုင်ပြတ်ထန်းခွင့်ကိုရှာနေတဲ့လူမျိုးစုလက်နက်ကန်တော်လိုင်းတန်းဒီစက်တီတာမင်းချင်းကို internal စက်တီတာမင်းချင်းကို external စက်တီတာမင်းချင်းကိုရှာဖွေနိုင်တဲ့အခွင့်အလမ်းရှိတယ်ဒီတစ်ခုကြီးလည်းရှိတာမဟုတ်ဘူးကျွန်တော်တို့ဒီပြည်မအစိုးရကိုသွားပြီးတော့မှတောင်းနေစီရလဲမလိုဘူးကျွန်တော်တို့မှာကိုနီကိုလန်ကိုဘကိုဖန်တီးပြီးတော့ရှာလို့လည်းရတဲ့အခွင့်အရေးရှိတယ်ဘဝလည်းသူ့ဘာသူတိဆောက်ပြီးတော့ရှာခဲ့တာပဲဆိုတော့ကျွန်တော်ပြောချင်အဲ့လိုမျိုးဆိုတော့ဘယ်ဟာကလက်တွေ့ကြတယ်လဲဆိုတော့လက်နက်ကန်တော်လိုင်းကလက်တွေ့ကြတယ်နိုင်ငံတကာမှာကျွန်တော်တို့ဒီလိုမျိုး diplomatic တိဆောက်ပြီးတော့မှexternal စက်တီရမရှိဘူးလက်တွေ့ကြတယ်လို့ကျွန်တော်ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်